အားလုံးတာလီစောပါကျွန်တော်ရခိုင်အစီအစဉ်ကနေ crossover ရဲ့ဒီအစီအစဉ်ကိုနရိန်စရာတတော်ဌာနကနေတောင်းစားပြီးနေစောပါကျောက်ဖရူစိုင်းမနာ3ခုမှာအေကပိတ်ဆိုးတိုက်ခိုက်မှုဒီဂရောင်းစိုက်အုပ်စုဘက်ကအကြဆုံးမြောက်ပြီးကလီကောကနေရာစာဘုံကေးတိုက်ခိုက်နေပါရယ်တဲနေ့ကိုစိုက်အုပ်စုကလီကောကနေဘုံကေးတိုက်ခိုက်ခရရတော့ကိုဝန်စာအမျိုးသမီးတယောက်အပါအဝင်အရသာ3ယောက်တီဆွန်ခပြီးကနှစ်ချက်တယောက်တန်ရာရှိခပါရယ်ရခိုင်ကဆေးလီမှုနေအပါအဝင်ငါဆေးရှိုက်မှုတွေကိုစိုက်အုပ်ရှိုးရဲတာတဲ့တူခွန်ဤစိုက်ရဲနိုင်ငံရဲနောက်စာတီကဇာတိဖိုင်လာနာတွေဆိုရဲတတော်នេះအပါအဝင်တခါစိတ်ဝင်စားကြတာကောက်ရရခိုင်တတော်นี้ကိုကျွန်တော်ရှောင်းမောစင်ကတောင်းစားပြလာဖို့ဖိုက်ပါရယ်ကျောက်ဖရူစိုင်းမနာ3ခုမှာအေကပိတ်ဆိုးတိုက်ခိုက်မှုဒီဂရောင်းစိုက်အုပ်စုဘက်ကအကြဆုံးမြောက်ပြီးကလီကောကနေရာစာဘုံကေးတိုက်ခိုက်နေပါရယ်ရခိုင်ပြည်ကျောက်ဖရုံရိုးဘောင်ကစိုင်းညနာ3ခုမှာတိုက်ပွဲတီဆက်လက်ပရွန်ထန်နေပနာစိုက်အုပ်စုဤတဲစခန်တီကိုအာရခတက်တော်အေကဝိုင်းဝမ်ပိတ်ဆို့တိုက်ခိုက်နေစောကြောင်းစိုက်အုပ်စုဘက်ကအကြဆုံးတီမြာနေပနာလီဂရောင်းကနေရက်ဆက်ဘုံဂရိတိုက်ခိုက်မှုတီပြုလုပ်နေရလို့တတော်ရရှိပါရယ်ဘရိခရီဇူလိုင်လာ23ရက်နေ့ကလေးစိုက်အုပ်စုဝိုင်းတွေးတစီဂျက်ဖိုက်တာ2စီးနဲ့လာရောက်ဘုံဂရိတိုက်ခိုက်ခါရလို့စိုက်ရဲတတော်ရောမရိတ်တယောက်ကနရီစရာကိုပြောပါရယ်စိုက်အုပ်စုဤအဝါတောင်စခန်းမွန်ဘရောင်စခန်းနဲ့တိုင်ရှောင်းစခန်းတီကတပ်ဖွဲ့ဝန်တီလာလာလှုပ်ရှားမှုတီကိုအေအေကအရှင်ဘရစ်ဆောင်ဂရိတ်တိုက်ခိုက်နေစားကြောင်းစိုက်အုပ်စုဘက်ကနင်းဆိုင်ဆိုးရပိုင်းတီဆုံမှုတီရှိနေစားပါသူတို့စကန်ကရေခလာယူလာပူစောရေထောက်ပိုလန်ကိုဒီကစားနေလှရှာလာနေစောဒီကိုအေကတိုက်ခတ်မှုနေဟင်းလေအေကအရှင်ပဲနေရာယူနာစောက်ကိပိကေဒီစလိုက်ပါဒရုံတီနန်တိုက်ခတ်ပါဒီတရှိုးအောင်မြကြီးမြသလောက်ပါရေ YB တိုက်ခတ်ဆိုရဟင်းအခုဖေတာတိုက်ခတ်ခံရဆိုကြောဒီစိုက်တာဒီဟုမှုရှိအယောင်ကားတဲ့ဒီစခန်း3ခုပန်းဝန်းကျုံကိုအေအေကအခုရဲပိုင်းအတွန်းအရှင်အဟုံမရမနာတိုက်ခိုက်လာစောကြောင်းစိုက်အုပ်စုကလီဂရောင်းကနေနင်းဆိုင်ဆိုရီပိုင်းဘုံဂရနီစာလေးဖိုက်ပါရီရပရိကေလီဂရောင်းတိုက်ခိုက်မှုတီနဲ့ပတ်သက်ပနာစိုက်ရဲသတော်ရမ်ရိတ်တစ်ခုကလေးအခုပိုင်းပြပါရီစိုက်အုပ်စုကမူပရမအထင်နာလေးလီဂရောင်းနဲ့ရီတက်ပေါ်အလောမအခုဒီရန်ဒမ်ပိုက်ခါဆိုဒီလောလာလီယာတကယ်ဘူးလေအဝတာအနီနာကပြည်သူတွေနေတိုင်းဒီဝရီဖက်ကိုပါလီဂရောင်းနဲ့ဘုံလာကင်းနေဆိုကြဒီစကန်ပန်းဝန်းကျင်ကဒီတခါဒီဆိုဘေးလဲကိုတင်းချောင်းနေရတယ်ယောင်အပရောအခုရဲပိုင်းအတွန်းတောင်မော်ဦးရီတက်ကိုအွန်အော်ရာနဲ့ရှိဖရီတောင်းပနာအကြအဆုံးညနေရေအဝါတောင်အနီးအနားကရီဒန်စကန်တီကိုလေးလူအွန်အော်ထပ်ပနာပို့ဆောင်ထားရလို့ဆိုပါရယ်ကျောက်ဖရူရီဒန်စိုင်းမျက်နှာမှာအေအေအီတိုက်ခိုက်မှုကြောင့်စိုက်အုပ်စုတက်စကန်တီအကျဲရိနေပနာနင်းစင်လီဂရောင်းရောရီတက်ကပါပိုက်ကူပီနီရာတွေအခရီးနေဖိုင်နေပါရယ်ဇူလိုင်လတတိယပတ်အတွန်းကလေးတောင်မော်ဦးရီတက်စကန်အနားမှာရှိရအဝါတောင်ရာစကန်နာကနေရီထွဲလာရဲစကောင်ကိုအေအေကစနိုက်ပါနဲ့တိုက်ခိုက်မှုအပါအဝင်ပရောက်ချစနိုက်နဲ့တိုက်ခိုက်မှုဒီဂရောင်းတီဆုံလာရဲစိုက်အုပ်စုဤအလောင်တီနဲ့လက်နဲ့ KNT ကိုပါအေအေကအစုလိုက်သိမ့်စီရာရှိခါရဲလို့စိုက်ရဲတရောင်းရမ်ရိုက်တီပရော့ဂရက်ရှာရသိရပါရယ်အကျွဲအိမရခိုင်ပါတဲနေ့ကိုစိုက်အုပ်စုကလီကောကနေဘုံကေးတိုက်ခိုက်ခရရတော့ကိုဝန်စာအမျိုးသမီးတယောက်အပါအဝင်အရသာ3ယောက်တီဆွန်ခပြီးကနှစ်ချက်တယောက်တန်ရာရှိခပါရယ်ရခိုင်ပြည်တန်တဲ့မြို့နယ်ထိကလူနေရကော်တီနဲ့ကြည်တော်တီကိုစိုက်အုပ်စုကဂျက်ဖိုက်တာနဲ့နရာဆတ်တိုင်းအပရန်ထန်ဘုံကေးတိုက်ခိုက်ခဆိုကောင်ကိုဝန်စာအမျိုးသမီးတယောက်အပါအဝင်အပရိုင်မရီပီသူ3ယောက်တီဆွန်ခပြီးကနှစ်ချက်တယောက်ထိခိုက်တန်ရာရှိခပါရယ်စိုက်အုပ်စုဇော်လန်ခရဲဂျလိုင်လာ23ရက်နေ့ကနေငပလီမျိုးဂျိတ်တော်နဲ့လွန်တာရကော်တီကိုလီကောကနေစားပြီးကတိုက်ခိုက်ခဆိုပါယောနော်ဂျလိုင်လာ24ရက်နေ့မှာတော့ခါတန်တဲ့မူထားနဲ့အနီးပဲဝွန်ဂျုံကိုမူထားအစောပိုင်းကနေညစာပိုင်းအထိဂျက်ဖိုက်တာဒီနဲ့စာတိုက်ဘုံကိခါဆိုဖိုက်ပါရယ်ဂျလိုင်လာ24ရက်နေ့မူထားအစောပိုင်းကပြည်သူတွေအင်းနီခဲ့အချိန်ရှူရီစားတော့ဆိုင်အနင်းကိုဘုံကိခါဆိုကြောင်းအရသာခဏရောက်ဒန်ရာရှိခရီပိုင်ယောနီနီခေါပမှာလေယောနီယာကိုပဲထဲပနာဘုံကိခါဆိုကြောင်းလက်မထမှာစာကီစီလာနေရကြောက်တယောက်နဲ့အရသာတယောက်နေရာမှာတော့တီဆွန်ခါပါရယ်နောက်ထပ်10ယောက်လဲဒန်ရာရှိခရဲလို့အရာခတက်တော်အေအီထုတ်ပြန်ရှာရာသိရပါရယ်ယောဘရောညစာပိုက်မှာလဲသင်တင်မိုအမေရှာရကောကစိုက်စာရော်ခီဦးဖုန်ကြီးကြောင်းနဲ့စာတန်ရအနည်းကိုဘုံကိခါဆိုကြောင်းကိုဝင်စာအမျိုးသမီးတော်နွေသူစာတီဆွန်ခပြီးကစီနိုင်အောင်အရှင်နေရောက်အပါဝေါဒေသခံ၄ယောက်ထက်ပနာတန်ရာရှိခပါရယ်ဒေတိုက်ခိုက်မှုဒီကရကောက်ကြည်ရော်နဲ့သင်တင်မူထကစာတန်ရောက်ဒီ
ဖုန်ကြီးကြောက်တဲ့လူနေရအများပါထိခိုက်ခါရပိုင်ဒေသခံပြည်သူကြီးလည်းဘေးရကိုထော်ပြီးနေကြရပါတယ်အေကလာတုံပရမို့ဆိုရတဲ့တောင်ဂရောင်းစိုက်အုပ်စုကစိုက်ကျင်းနဲ့ကြောက်ဖို့မှာအော်ဒီထေပနာဖေတော်နေပါတယ်ရခိုင်ပြည်ကရဲသားဒီနေရာဒီကိုစိုက်အုပ်စုကလီကောက်ကနေပို့ပြီးပိုင်မဲ့ထားဘုံကလာဆိုကြောင်းအရခတက်တော့အေဖကလည်းပရမ်ဘီကလာတုံပရမို့ဆိုရတဲ့တောင်ဒီထောက်ပေါ်လာခပါတယ်ရောနောက်မှာတော့ခါစိုက်အုပ်စုစောစိုက်ကျင်းနဲ့ကြောက်ဖို့မှာတဲအော်ဒီကိုအလုံးရောနဲ့ထေပနာဖေတော်နေလို့သိရပါတယ်စာရီသဒွန်အရောမိုက်ဒီအဆိုရာဂျလိုက်လာနစစ်တရာနီကစိုက်တီမျိုးကိုရီကောကနေစိုက်အုပ်စုအောင်နာလာတော့လာခါပါရယ်အမေရိကန်ရုရှားဘောရွှေမော်ကနေကြာမတော့စာရီကြည့်ဝဒီမှာခံခတော်တီနဲ့စခန်းတိုက်တီကိုတိုးရှေလုံးနေပြီးကခံစားတီတော့ပြောင်းဆောင်နေလို့တွေ့ရပါရယ်ယောဘရောင်းအောင်နဲ့လာနာတီကိုဖေတွန်းရခါမှာလဲလူမသိအောင်ညာရှင်လူခေတိတ်ရှိဒီမှာပူလို့လေးဟင်းရလို့စိုက်တီဒေတာခန်တီကပြောပါရယ်ရပိုက်ပဲကြောက်ဖို့မျိုးနဲ့တမောရီတဲကိုလဲဘရိခရဲဂျလိုက်လာနစစ်တရာနီနဲ့နစစ်နရာနီတီမှာစိုက်ရင်ဒီနဲ့အောင်နရာလောက်ထက်ပနာဖေတွန်းခပါရယ်စိုက်ရင်ဒီပရန်လို့ထုတ်ခွဲတဲ့အချိန်မှာတော့ခါတိုက်ပွဲမှာဒန်ရရှိခရဲတဲဖို့ဝန်တီကိုရန်ကုန်ကိုပရန်လို့ခေါ်ဆော်လာရလို့သိရပါရယ်စီဒီယဘိုဂီဇွန်ရီ30ချာရတော့ခါစာအုပ်စုစောပေါ်နေချန်နေဖာကိုထိုးဆိုင်ဆွန်နာရဲ့အခင်းနေမရှိပြီးပဲအရောက်ပရာလှုပ်ဆောင်နေစောဖိုက်ကြလို့ဆိုပါရယ်ပေါ်နေချန်မှာအမျိုးသမီးရှေတယောက်အာတမာပူကျော်သက်ဖက်ခံမှုတန်တရာဟင်းလူ3ယောက်ကိုဖမ်းဆီးထားပါရယ်ရခိုင်ပြည်ပေါ်နေချန်မြို့နယ်အောက်ဆိုင်တီရောကအသား20နိုင်အရွယ်အမျိုးသမီးရှေတယောက်အာတမာပူကျော်သက်ဖက်ခံရတဲ့ဖိုက်စီနဲ့ပတ်သက်လို့တန်တရာဟင်းရီ3ယောက်ကိုဖမ်းဆီးလိုက်ပြဲလို့အရခပြည်သူဒေါ်လာရဲ့အစိုးရဒီလေကဂျလိုက်လာ24ဝါနီမှာတဒွန်ထုတ်ပြန်ထားပါရယ်ရောအမြင့်သမီးရှိစောလွန်ခါရဲဂျလိုက်လာစီချရာနီကယူတရောမရောကိုလာယောပြဆုံလာဆိုပါရောနောက်ဂျလိုက်လာ20ဝါနီညစပိုင်မှာတော့ခါ10အနီးဦးကြီးခန်တခုအနာမှာလာထိုက်ခဲ့ပြီးကမောင်လျအနေထားနဲ့အာတမပူကျွန်းသဲဖဲခန်ဒါရဲ့အရိုးလောက်ကိုပန်တီခါဆိုဖိုက်ပါရယ်လာဟီမှာတော့ခါတန်တရားဟီလူ3ယောက်ကိုဖန်စီစိုက်စီနေပြီးကဒီပိုင်အစိုးရဆုံးရာဇဝမှုကျူးလွန်ရဲ့လူဒီကိုအရခဥပဒေနဲ့အညီအမဲဆုံးနဲ့တီတီရောပရမတ်တဲ့ပိုက်တဲ့ပီဖို့ကိုရခိုင်အမျိုးသမီးတူနဲ့ဒေသခံအသားဘက်ကတောက်ဆိုနေကြပါရယ်ရခိုင်ပြည်တော့အရခတဲ့တော့ထင်းချောက်ထားတဲ့မြို့နယ်အများစုမှာအမျိုးသမီးတီနဲ့အရှိတီအာတမပူကျွန်းသဲဖဲခံမှုဒီဆိုမော်တာလာနေပြီးကဘရိခရဲ2025ခုကနေလာဟီ2020ခရခုနိုင်ဂျလိုက်လာအထိလူသီးထွန်ရှာခရဲ pricing စီကူနာမနေဟိခရဲလို့သိရပါရယ်ဒီ pricing တချို့မှာကျူးလွန်ရလူတွေလွမ်းမောင်းနေသည့်ဆိုကြောင်းဒီဟောစောအမျိုးသမီးဒီအတော်ကိမရဲလွန်ခရဲစင်ကွန်မွန်ဖိုင်လာနေပြီးကတာဝန်ဟင်းရလူတွေအနေနဲ့တရခန်တီကိုပရက်သာဆိုအမေဆွန်အရေးယူပြီးဖို့ရခိုင်အမျိုးသမီးကွန်ရနဲ့ဒေသခံတီကတိုက်တွန်းထားပါရယ်ရခိုင်အပါဝန်တိုင်းနယ်ပြည်နယ်တချို့မှာလာဖို့ဂျလိုက်လာ30တရာနီတီမူကီဖိုလို့မူဇလာကထုတ်ပြန်ထားပါရယ်ရခိုင်ပြည်အပါဝန်တိုင်းနယ်ပြည်နယ်တချို့မှာလာဖို့ဂျလိုက်လာ30တရာနီတီမူကီနာရဲလို့မိုးလေဝသနဲ့ဇလာပေတာညွန်ကရီမွန်ဌာနကဘရိခရဲဂျလိုက်လာ23ဝါနီကထုတ်ပြန်လိုက်ပါရယ်ကက်ပလီပွန်လီဘရွန်နဲ့ဘွန်ဂလာပွန်လင်ဝတီမှာမုတ်သုံးလေအာကောလိုင်းနိုင်ဆော့ဂရောင်းရခိုင်စကိုင်းအီယာဝတီရန်ကုန်ဘကိုးနဲ့ရှောင်းပင်နဲ့အပါအဝန်တိုင်းတော်ပင်နဲ့အများပြမှာနေရစိစိတ်ကနေနေရအနေပရာဒီမိုးထိတ်ချောရနိုင်ပြီးကတချို့ဒေသဒီမှာမိုးကြီးနေပါရယ်ယောဘရောမြန်မာကရန်ဝရတချောင်းနဲ့ကဲလန်ပွန်လင်ဝတီမှာလည်းမိုးသားလီပွန်ဒီကြာဝနိုင်ပြီးကတနာရီကိုမိုင်30ကနေ35မိုင်ထိတိုက်ခန့်နာရီပိုင်လိုင်းအမရောကိုဘေကနေစစ်တီဘေအထိခိနိုင်လို့သိရပါရယ်ရန်ကုန်မိုးသင်းဟေဇော်ရောတင်းဇော်ရိုတရာရီကီရီရှင်ဇော်လီဘရွန်တိုက်ခဲဇော်နဲ့မီပရိုဇော်စားရဲသဘောအန်ဒရီတီကိုကုံမွန်ဒေတာနဲ့မိုက်ရှော့အနင်းကနေထားတဲ့လူတွေတတိပူခဲ့ဖို့ကိုမိုးဇလာကအတိပိထားပါရယ်ရီဂေါလီဂေါနဲ့ငါးဖင်ရင်တီအနေနဲ့လဲအထုဂရုပူခဲ့ဖို့ကိုတော်တတိပိထားပါရယ်ရခိုင်မှာလွန်ခရဲဂျလိုက်လာပထမပဲနဲ့ဒုတိယပဲအတွန်းမိုးဆာတာရောတန်းခါဆိုကြောင်းတောက်တော့မရာဦးပွန်နေချန်နဲ့မွန်ဘရာအပါအဝန်မွန်းနေဆိုင်မိုးနေနဲ့ကြီရောဘတ်တရာကျော်လောက်ကလူပေါင်းသိန်းနဲ့ရှိရီဘီတင်ကိုခန်းစားခါဆိုဖိုက်ပါရယ်ရခိုင်ပြည်အတွန်းပေပါအရတုံတော့ခွန်အတော်အရခပြည်သူအစိုးရကပေါ်လွန်လီလန်ခေါ်ယူနေပါရယ်ရခိုင်ပြည်အတွန်းကိုပေပါနိုင်ငံခပါအရတီကိုတုံတော့ခွန်အတော်အရခပြည်သူတော်ရင်အစိုးရအရထင်းချော်ရဲဘုတ်ဖွေကလီလန်ခေါ်ယူနေဆိုဖိုက်ပါရယ်2020ခါခုဘန်နာရီနိုင်ဒီဇင်ဘာလ30တရာနီအထိပေပါအရတုံတော့ခွန်တနိုင်စာလိုက်ဆောင်ကိုပေါ်လွန်ရဲလီလန်စနိုင်နဲ့လီလန်တော်ရောက်ချလာဖို့ဖိုက်ပါရယ်ရန်ကုန်ပေပါရတုံတော့ခွန်လီလန်6ထားလိုရလူတီအနေနဲ့ဂျလိုက်လာ20ရာနီကနေစာပြီးကေစေကေရှာဒီပါဝန်ရဲရှောက်လော့တစုံကိုကျဲ3000လုံးနဲ့ဝယ်ယူနိုင်ပြဖိုက်ပါရယ်ရှောက်လော့ဒီကိုလာဖို့အော်ဂိုလာ20ရာနီနောက်ဆုံးထားပြီးကေဘဟိုအုပ်ရှော်ရဲဌာနသူမဟုတ်
သားဆရာခရိုင်အုပ်ချုပ်ရေးဌာနယုံဒီမှာလာတော့ရှောက်ထားနာရီလို့ဆိုထားပါရယ်လီလရိုရှာရဲ့အစီအစဉ်ကိုဇူလိုင်လ20ရက်နေ့မှာစတင်ခါကြော်ဖိုင်ပြီးကအသေးစိတ်အရှာလာတီကိုတော့ခါသားဆရာခရိုင်အုပ်ချုပ်ရေးဌာနယုံဒီမှာစုံစမ်းမိမဲနိုင်ပါရယ်အရခတဲ့တော့ထင်းချောက်ထားရယ်ရခိုင်ပြည်တောင်ကမြူနစ်ဒီမှာပရီပါနဲ့ပရီမာထောအရာဒီတောင်တရိုရှာခုံကိုလွန်ခရဲ2014ခုနှစ်စတန်ဝါလာကနေပိတ်ပွန်ခါပြီးကဒေတာထောဆန်ရာကိုရာထောလို့တောက်သွန်းခွန်ပြီးရကနေအခုခါပရီပါထောအရာတောင်သွန်းခွန်ကိုပြန်လို့ခွန်ပူပြီးဖို့စီစဉ်လာဆိုဖိုက်ပါရယ်ရခိုင်ကစီလီမြူနီအပါဝါငါစေးရှိုင်မြူနီကိုစိုင်အိုရှိုရဲတာတဲ့တူခွန်ဤစိုင်ရဲနိုင်ငံရဲနောက်စာတီကဇာဒီဖိုက်လာနိုင်ပါလေစိုင်အိုဆူဤစီဆိုင်ထင်ရှုံနိုင်မှုလုံးဝမရှိပေတော်လန်ရီတက်ဖွေတီထင်ရှုံထားရခိုင်ပရီကစီလီမြူနီအပါဝါတနိုင်ငံလုံးအတိုက်အတာနဲ့မြူနီပေါင်း5စီရှိုက်ကူကိုစိုင်အိုရှိုရဲအရိဘော်အခရီနေရဖရိုက်ရာပေါင်ကိုစီထဲလို့တာတင်တူလိုက်ပါရီပရိခရီဇူလိုင်လ20နဲ့တရာနီငါပူလောက်ခရီပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာစိုင်အိုရှိုရီတာတင်တူဖို့ဥပဒေရိတာဝန်ဂရိဌာနဒုတိယဝန်ဂရိဒေါက်တာထိန်လုံးကတောင်ပရာခါစောဖိုင်ပရီလွှတ်တော်ကိုယ်စားလှယ်9ယောက်ကထောက်ခံဆွေးနွေးပနာအတီပူခါစောဖိုင်ပါရီအခုတာတင်တူလိုက်ရီအထီမှာအရခတစ်တော်ဤထင်ရှုပ်ထားရီရခိုင်ပြည်နယ်ကစီလီမြူနီနဲ့ချော့ပြည်နယ်ကပလာဝမြူနီတို့အဓိကပါဝင်နေမှာရီရုံးပိုင်ဆိုင်တဲကလာလွဲလိုက်ရရီနီမရီတီကိုစိုင်အိုရှိုရီထဲလို့ထုတ်ပြန်လိုက်စောနဲ့ပေတဲ့ပရီဂီမရီဘရွန်တော်လန်ရီတက်ဖွေတီနဲ့စိုင်ရီနိုင်ငံရီလီလာရီလူတီကတော့ခါစိုင်အိုဆူဤတရဝံမူပရာတာရှော်ရီနိုင်ငံရီထောက်ပေါက်တခုရာဖိုက်တီလို့ရှုမရခဲ့ပါရီစိုင်အိုစုကမေဘမှာနေမစုမှုနိုင်စွမ်းလုံးဝမရှိတဲ့ဖိုက်တီဆိုဆိုဒီချောင်းသားတွေကြားနေပါတော်လန်ရီတက်ဖွေတီထင်းရှုံထားရနေမရီဒီမှာစိုင်အိုဆူဤဆာရောထာကစိုင်အိုရှိုရီဆိုတခုလေးသာရမှုမရှိတဲ့ဖိုက်တီပါတော်လန်ရီအရှင်အဟုန်ကိုလည်းတားဆီးနိုင်ဖို့မဟုတ်တယ်လို့တော်လန်ရီတက်ဖွေတီကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အယောကစိုင်အိုရှိုရီတဲမဲထားရီမူနီခရောက်စီအထီကချော့ပရီနေကဖလင်းနဲ့တွန့်စင်မူနီနခုကိုဖေထုတ်ပရီကကျယ်ရီမူနီငါစီရှိုက်ကူကိုအရိဘော်အခရီနေရဖရိုက်အဒီကတာတဲတိုခါစောပါအခုဆိုင်အုပ်ချိုရီထဲတိုးလိုက်တဲ့မူနီတီကိုတရဥပဒေစိုးမိုးရေးဆိုရဲခေါင်းစဉ်အောက်ကနေစိုက်တဲ့စောသူတို့ဤတခုတည်းသောအာကိုရာဖရိုက်တီလီဂရောင်းတိုက်ခိုက်စောတီကိုအယောဂါထပူလို့လှုံဆောင်လာနိုင်ရလို့စိုင်ရီနိုင်ငံရီလီလာရီလူတယောက်ကပရပါရီစိုင်ရီရာခရီလာထွေးလိုက်ရရီနေမတီကိုတရဥပဒေစိုးမိုးရေးဆိုရဲခေါင်းစဉ်အောက်ကနေလီဂရောင်းတိုက်ခိုက်မှုတီလာနာခရီတီနဲ့ပိုက်ခဲမှုတီကိုပိုလို့လှုံဆောင်လာနိုင်ပါတယ်နိုင်ငံရေးအရာကတော့ကစိုက်ဦးစုစောသူတို့ထင်းရှုံးနိုင်စွမ်းမရှိတဲ့ဖိုက်တွေနေမတီကိုရေဘော်ခရီးနေပရာတာပြီးတဲ့အာနာစုပ်ပိုင်ထောင်မှုတွေကိုလည်းသာတင်ဆွေးဆင်ဖို့ပူပန်စောလို့သုံးသပ်နိုင်ပါတယ်။စိုက်အုပ်စုအနေနဲ့ရော့နေမတီကိုစိုက်အုပ်ရှိုရီရာကိုစီထဲလို့တူမလိုက်ကေလီမီဘရမာတော့ခါတော်လန်ရီတက်ဖွီတီနေမရီစုံမှုနဲ့ပရီတူအုပ်ရှိုရီယန်ဒရာတီကပိုလို့ခိုင်မာလာနေရလို့စိုက်ရီလီလာရီလူတီကသုံးသပ်နေခဲ့ပါရီအကျွမ်းမဲနော်ခင်ပါဒီတပည့်ကျွန်တော်နရင်ဂျာကတောင်စားရရခိုင်အစီအစဉ်တွေမှာပေါ်ပြီးဆုံးခါပါဗျကျွန်တော်အစီအစဉ်ကိုဒီပီပီရိုတင်လိုက်မှာအပဲစိန်တလောက်နေနေတိုင်းမိုတဘာရှိုင်းနာရီလေးစင်ကမနီနဲ့မီစီမာရိုတင်လိုက်မှာအပဲစိန်တလောက်နေနေတိုင်းညဇသာမီနီသုံးစုရိုမှာဂီရှူအပီနိုင်ပါရယ်စမ်းမြော်ဂီရှူအပီခခဲ့တဲ့မိဖပီသူညီကိုမနမတီအားလုံးကိုကျေးဇူးတပြောင်းတောင်းပါရယ်နောက်ဘက်မှာလည်းတကြက်မာနဲ့ပြန်လို့ဆုံပြီးခဲ့ပါမယ်